အားလုံးပဲမင်္ဂလာပါဒီလိုခက်စားနေတဲ့ပုံတွေကိုကျွန်တော်ဘယ်လို prompt တွေထည့်ပြီးမှ ChatGPT မှာ generate လုပ်ရမလဲဆိုတာကိုပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ဒီ Lego style ပုံလေးကိုလုပ်ပြပါမယ်ကျွန်တော်ဒီမှာဆိုရင်ဓာတ်ပုံထည့်မယ်ထည့်ပြီးရင်ဒီရဲ့ font လေးကိုထည့်ပေးရပါမယ်ပြီးရင်ကျွန်တော် generate လုပ်လို့ရပါပြီခဏတော့စောက်ပေးရပါမယ်အဲဆိုရင်ရပါပြီဒီတစ်ခုကတော့ Y2K style ဖြစ်ပါတယ်ခုပြောင်းတဲ့ font လေးကတော့ဒီဟာလေးဖြစ်ပါတယ်ကဲအဲဆိုရင်ထုံးစံတိုင်းကျွန်တော်ပုံထည့်မယ်ထည့်ပြီး font ထည့်လိုက်မယ်ပြီးရင်ခဏစောင့်ပေးရပါမယ်အဲဆိုရင်ရပါပြီဒီ plus try အယုတ်လေးဆိုရင်လည်းကျွန်တော်ကိုပြောင်းနေတဲ့ပုံထည့်မယ်ထည့်ပြီးဒီရဲ့ prompt လေးကိုထည့်ပေးရပါမယ်ထည့်ပြီးကျွန်တော်ခဏစောင့်ပေးရပါမယ်ဒီ prompt တွေကိုလည်းကျွန်တော် comment မှာရေးထားပေးပါမယ်ဒီလို enemy style ပုံလိုချင်တယ်ဆိုလည်းကျွန်တော်ဒီ prompt လေးကိုထည့်ပေးရပါမယ်ပထမဆုံးကျွန်တော်ပုံထည့်မယ်ပုံထည့်ပြီးမှဒီ prompt လေးကိုထည့်ပေးရပါမယ်ဒီမှာဆိုရင်ကျွန်တော်ပြောင်းနေတဲ့နာမည်ကိုကြိုက်လို့ပြောင်းလို့ရပါတယ်ကြိုက်တဲ့ background ပြောင်းလို့ရပါတယ်ခဝါယီပုံစံပုံလေးဆိုရင်ဘယ်လို prompt ထည့်ရမလဲဆိုရင်ဒီ prompt လေးကိုထည့်ပေးရပါမယ်ဆိုရင်တော့ဒီ prompt လေးကိုထည့်ပေးရပါမယ်ဒီတခြင်းနေရာမှာဆိုလဲကိုကြိုက်တဲ့တခြင်းကိုပြောင်းပြီးမှထည့်လို့ရပါတယ်ဟော ChatGPT မှာဆိုရင်ပုံတွေကိုတရက်ကို3ပုံလောက်ပဲ generate လုပ်လို့ရပါတယ်ကိုကြိုက်တဲ့ background တွေဒီနေရာမှာအစားထိုးပြီးမှလည်းပြင်လို့ရပါတယ် prompt တွေကိုကျွန်တော်ပုံတစ်ခုချင်းစီလုပ်ပြီးမှလည်းတင်သွားပေးဖို့ရှိပါတယ်ကျွန်တော် TikTok and YouTube ကိုလည်း follow and subscribe လေးလုပ်ထားပေးပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်